ရဲတပ်ဖွဲ့ဝင်တွေကတရားခံကိုစတင်လိုက်လံဖမ်းဆီးတဲ့အချိန်မှာတော့အားလုံးကနောက်ကျနေခဲ့ပါပြီ။ရာဇဝတ်ကောင်ကဟိုတယ်ဧည့်သည်ဖြစ်ဟန်ဆောင်ပြီးအခန်းဝင်ယူထားသလိုသူ့ရဲ့အပေါင်းပါတွေကလည်းအဆောက်အုံတစ်ခုလုံးရဲ့စောင့်ကြည့်ကင်မရာကိုဟပ်ပြီးဗီဒီယိုမှားတွေကိုတိုက်ရိုက်ထုတ်လွှင့်နေတာကြောင့်ရဲတွေခမများကိုမျက်စိကိုပဲအားကိုပြီးလက်ရှာနေရတာပေါ့။အဲ့ဒီအချိန်မှာပဲရာဇဝတ်ကောင်ကသူတို့ဘေးကနေအေးအေးဆေးဆေးဖျက်လျှောက်သွားပေမဲ့ဘယ်သူမှမှတ်မိမသွားကြပါဘူး။ဘာလို့လဲဆိုတော့သူကသူ့ရဲ့မျက်နှာအစစ်ကိုဘယ်တော့မှထုတ်မပြလို့ပါပဲရဲတွေကမတင်ကားစရာကောင်းတဲ့သူတိုင်းကိုလိုက်လံစစ်ဆေးနေပေမဲ့ဒီကိုင်းကတရုတ်ဆောင်ကောင်းယုံတင်မကပဲရုပ်ရည်နဲ့အမတ်သားကိုပါစက္ကန့်ပိုင်းတွင်ပြောင်းလဲနိုင်တာကြောင့်ရဲတွေကိုကောင်းကောင်းကြီးပက်ချလဲအောင်လှုပ်ထားနိုင်ခဲ့ပါတယ်။သူတို့ရဲ့ရုပ်ဖြတ်မှုတွေကပြည့်စုံနေပြီလို့ထင်နေတော့မှပဲရဲအရာရှိတယောက်ကတရားခံရဲ့အမတ်သားအသေးစိတ်လေးတစ်ခုကိုသတိရသွားပြီးရေဒီယိုကနေတဆင့်သူ့အဖွဲ့သားတွေကိုအကြောင်းကြားလိုက်ပေမဲ့အဲ့ဒီစကားတွေကိုတရားခံတွေကကြိုတင်ကြားဖြတ်နားထောင်နေခဲ့တာပါ။ခိုင်းရဲ့ခေါင်းဆောင်ကချက်ချင်းပဲသူ့လူတွေကိုရုပ်ဖြတ်ဖို့အမိန့်ပေးလိုက်တာကြောင့်သူတို့ဟာဟိုတယ်မီးဘူချောင်တဲကိုကျွမ်းကျင်စွာဝင်ရောက်သွားပြီးကြိုတင်ပြင်ဆင်ထားတဲ့အဝတ်စားတွေစပင်တူးတွေနဲ့မိန်းကလေးတွင်ကိုချက်ချင်းပြောင်းလဲပစ်လိုက်ကြပါတယ်ရဲတွေရှိကနေအေးဆေးဖျက်လျှောက်သွားပေမဲ့ဘယ်သူမှသတိမထားမိတဲ့အပြင်လူပေါင်း1000ကျော်တက်ရောက်မဲ့ပြပွဲကြီးကလည်းစတင်တော့မှဆိုတော့ရဲတွေခမများလူအုပ်ထဲမှာတရက်ခန့်တွေကိုမျက်စိရှံသွားခဲ့ရတယ်ဗျနောက်ဆုံးမှာတော့ဒီယာဇဝတ်ကိုင်းဟာရဲတွေရှိတင်စင်မြင့်ပေါ်ကနေကျမ်းပြင်ကဟာကွက်တစ်ခုအတွင်းမုံရှူးပြောက်ကွယ်သွားပြီးရဲတပ်ဖွဲ့ကိုအကြီးအကျယ်ဒေါသထွက်အောင်လုပ်သွားခဲ့ပါတော့တယ်ဗျဒီလိုမျိုးကျွမ်းကျင်လို့နဲ့ယာဇဝတ်ကိုင်းကိုရဲတွေကနောက်ဆုံးမှာဘယ်လိုနည်းနဲ့ပြန်ဖမ်းမလဲဆိုတာသိချင်ရင်ဖော်လို့ပေးခဲ့ပါဦးဗျာ